Okay မင်္ဂလာပါပြီးခဲ့တဲ့နှစ်က grade 12သင်္ချာဘာသာရပ်မှာအဖြေနိုင်ခဲ့လို့စိတ်ကြီးတာဒါမှမဟုတ်ငါနောက်တစ်ချိန်ပြန်လုံနိုင်ပါမလားဆိုပြီးတော့တွေးနေလားဒါဆိုရင်စိတ်မပူပါနဲ့เนาะ repeater ဆိုတာကเนาะကြရှုံးခြင်းလို့ခေါ်ပါဘူး repeater ဆိုတာဒါနောက်တစ်ချိန်ပို့ပြီးတော့ကြစ်လစ်နဲ့ပြန်လည်ပြင်ဆင်ခွင့်ရရှိတဲ့ဒုတိယအခွင့်အရေးတစ်ခုဖြစ်ပါတယ်အဲ့တော့ဆရာတို့မနှစ်ကเนาะဒီဘာသာရပ်မှာကိုယ်ဘယ်ပိုင်းတွေမှာအားနေခဲ့လဲဘယ်ပိုင်းတွေမှာအဆင်မပြေခဲ့လဲဆိုတာကိုဒီနေ့သိပြီးဟုတ်လားဒါဆိုရင်ဒီနှစ်မှာပြန်လည်ပြင်ဆင်ရမှာပေါ့အဲ့တော့ဆရာတို့သင်္ချာဘာသာရပ်ဆိုတာအမှုကျတဲ့ဘာသာရပ်မဟုတ်เนาะပညာဘာသာဆိုတာ concept သဘောတရားကိုနားလည်ဖို့အထူးကြားတယ်ပေါ့เนาะဆိုတော့အဲ့တော့ဆရာတို့ဒီနှစ်မှာเนาะ grade 11 campaign နဲ့เนาะဒါဒီအတွက်ဆရာပညာဘာသာနဲ့ပတ်သက်ပြီးတော့เนาะstrategy 3ချက်ပြောပြပြီးသွားခြင်းတယ်ပေါ့เนาะအဲ့ဒီ3ချက်လေးလုပ်ဖို့လိုတယ်ပေါ့ဟုတ်ပြီအဲ့ဒီ3ချက်ကဘာလဲဆိုတော့နံပါတ်1က concept first ပါเนาะဘာလဲဆိုတော့ဆရာတို့ကခုန formula တွေရှိတယ်ဆိုတာဒီ formula တွေလည်းအလွတ်ကျမှမှန်ပြီမဲ့เนาะဒီပထမဆုံးအလွတ်ကျမှမဟုတ်ဘဲနဲ့ဒီ formula တွေဘယ်လိုရလာတယ်ဒီပု္ပ္ပာကိုဘယ်လိုတွက်လာတယ်ဟုတ်လားဒီပု္ပ္ပာတွေဘယ်လိုသဘောတရားနဲ့တွားတယ်ဆိုတဲ့ concept ကိုနံပါတ်1သိအောင်လုပ်ရမယ်เนาะနံပါတ်2ဒီ target the weakness ပါเนาะ target the weakness ဆိုတော့မနှစ်ကเนาะတောက်တမီတို့ငါတင်ချမှာเนาะဘယ်ခန်းကြီးကိုများခဲ့တာလဲကိုယ့်အတွက်ဘယ်ခန်းကြီးခက်ခဲခဲ့တာလဲဆိုပါစို့ analytical solid geometry လားဒီခန်းကိုယ့်အတွက်ရောနေသလားဒါမှမဟုတ် permutation and combination လားဒါမှမဟုတ် graph ပိုင်းလားเนาะဒါမှမဟုတ်เนาะဟလာ method ဟလာ integration လားဒီပိုင်းကကိုယ့်အတွက်ခက်ခဲနေပါလားအဲ့တော့ဘယ်အပိုင်းတွေကကိုယ့်အတွက်ခက်ခဲလဲဆိုကိုရင်ဆန်းစစ်ရမယ်ဆန်းစစ်ပြီးတော့เนาะအဲ့ဒီဟာတွေကိုကိုယ့်အတွက်ခက်ခဲတဲ့ပိုင်းတွေအရင်ဆုံးအခြေလဲခြေဖြတ်ပြရမယ်ဒါနံပါတ်1ချက်နံပါတ်3เนาะနံပါတ်3ချက်ကเนาะ consistent practice ပါเนาะနေ့စဉ်ဟုတ်လားဒီနေ့တော့เนาะကိုကစိတ်ပါလို့ဆိုပြီးတော့တင်ချအောင်အပုတ်20 30တွက်ပြလိုက်တယ်အနောက်နေ့မှာကိုစိတ်မပါအောင်မပေါ့လုံးဝအတွက်ဖြစ်တော့เนาะအဲ့လိုမလုပ်ပါနဲ့เนาะဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဒီနေ့10ဘုတ်တွက်တယ်ဆိုရင်နောက်လေးလည်း10ဘုတ်နောက်နေ့မှာလည်း10ဘုတ်ဒီလိုမျိုးနေ့စဉ်ပုံမှန်ပေါ့เนาะတွက်ချင်းအဖြစ်เนาะကိုယ့်ရဲ့တင်ချမှာပုံပြီးတော့အမှတ်ကောင်းလာစေမှာဖြစ်ပါတယ်အဲ့တော့ဆရာပြောရတာဒီ3ချက်ထဲပါနံပါတ်1 concept first ပါနံပါတ်2 target the weakness ပါเนาะနံပါတ်3 consistent practice ပါเนาะဒီချက်3ချက်ကိုလုပ်ရမှာဖြစ်ပါတယ်เนาะအဲ့တော့ဆရာတို့เนาะယခုနှစ်မှာ grade 12တင်ချပေးချပါเนาะအောင်မြင်မှုပန်းနိုင်ကိုရောက်ချင်နေဆိုရင်တော့ယခုလက်ရှိဆရာဖွင့်ထားတဲ့เนาะ grade 12เนาะ special repeater class ရှိပါတယ်အဲ့ဒီ class လေးမှာ join လို့ရပါတယ်เนาะဒီ class လေးမှာဆိုလို့ရှိရင်ဆရာအခြေခံကအစเนาะအသေးစိတ်သင်ကြားပေးပါမှာဖြစ်ပါတယ်เนาะဒီသင်တန်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တယ်ဆိုရင် page ချက်ပေါက်ကနေပြီးတော့လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ဒီဖုန်းနံပါတ်လေးကနေတော့လည်းစုံစမ်းမေးမြန်းဆက်သွယ်နိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်เนาะဆရာကတော့ဆရာတက်ပဲဖြစ်ပါတယ်ခင်ဗျာ